နဲ့ပတ်သက်တာလေးနည်းနည်းကိုမျှဝေပေးခြင်းပါတယ်ပြောရင်းနဲ့နည်းနည်းများတော့မှလည်းဆိုရတယ်နော်ဒါဆိုလို့ရှိရင်စားတယ်ဆိုလို့ရှိရင် eat တောက်တယ်ဆိုလို့ရှိရင်တစ်လုံးနဲ့တိတက်ဆိုရင် drink စားတာရောတောက်တာရောအတွက်သုံးမယ်ဆိုလို့ရှိရင် have နှစ်ခုလုံးဒီhave အစား take ကိုလည်းသုံးလို့ရတယ် take ကတော့လူသုံးနေတယ်ပေါ့နော်တကယ်တမ်း take မှာလည်းပဲပါတယ်စားတာရောတောက်တာရောသုံးလို့ရတယ်အဲ့လိုလေးသိစေချင်တာဒါဆိုလို့ရှိရင်အဲ့တော့စားတာနဲ့ပတ်သက်လို့အကြောင်းအရာလေးမင်းဘာစားမလဲလို့မေးချင်တယ်ဆိုလို့ရှိရင်တော့ what အဲ့တော့ what would you like what would you like to eat ထည့်ချင်တယ်နော်ဒါဆိုလို့ရှိရင် what would you like to eat ဒါဆိုရင်ဘာစားမလဲမေးတာငါကတော့မုံရင်ငါစားမယ်ဆိုရင်တော့ I will like ဒီမှာ I will like I would like ဒါဆိုရင်မုံဟင်ငါဆိုရင်တော့အဲ့တော့ထည့်လိုက်ပေါ့မုံဟင်ငါဒါဆိုရင်မုံဟင်ငါစားမယ် I would like မုံဟင်ငါနေရာမှာ coffee တောက်မယ်ဆိုလို့ရှိလည်းပဲ coffee သုံးလို့ရတယ်ဒါကတော့ I would like နဲ့ပတ်သက်လို့ဂျားထဲမှာကျမမဟုတ်ဘူးစားတဲ့စကားလုံးပါအောင်ထည့်ကြပါတယ်လို့ပြောမယ်ဆိုရင်တော့ဒီနားလေးမှာပါထည့်လိုက်မလဲဆိုလို့ရှိရင်အဲ့တော့ to အဲ့တော့ eat နော်ဒါမုံဟင်္ဂါလိုဟာမျိုးကြတော့ have နဲ့ပိုကောင်းပါတယ်to have ထည့်ချင်တယ်ဆိုရင်ထည့်လို့ရတယ်နော်အဲ့တော့ to eat coffee လို့ဆိုရင်တော့ to eat နဲ့မရဘူးနော်မုံဟင်္ဂါဆိုရင်တော့ to have သို့မဟုတ်သူအရီရောပါတော့ have ပဲကောင်းပါတယ်နော်ပြောချင်တဲ့သဘောသိစေချင်တာဒီတောက်စရာအတွက်ဆိုရင်တော့ drink သုံးတယ်စားစရာအတွက်ဆိုရင် eat ကိုသုံးတယ်စားစရာရောတောက်စရာရောအတွက်ဆိုရင် have ကိုသုံးလို့ရတယ်လို့ take ကိုသုံးလို့လည်းရပါတယ်ဒီနေရာမှာဂျားတဲ့ထဲတဲ့ဒီ to have to eat to drink တို့ဟာလေးတွေကမထဲပဲနဲ့လဲထားလို့ရပါတယ်ပြောတာနော်အပေါ်မှာတော့ခုနကတော့အစားတောက်တာနဲ့ပတ်သက်လို့ရှင်းပြခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီလောက်ဆိုရင်ရမယ်အဲ့တော့ coffee တောက်မလားဆိုရင် would you like နော် coffee တောက်မယ်ဆိုရင် I would like coffee I would like tea I would like mohinga ဂျားထဲမှာကျမမရဘူးထဲမှာကိုနေတာထိုင်တာရှိတယ်ဆိုရင်တော့ဂျားထဲမှာ to eat to have to take to drink to take to ထဲလိုက်ပေါ့တကယ်တော့မလို့ဘူးเนาะဒါကတော့ what would you like to eat ဆိုရင်ဘာစားမလဲလို့မေးတာဖြစ်တယ်เนาะဒီနေရာမှာပေါ်က eat နေရာမှာ have လဲဂျားထဲမှာဒီလိုလေးလဲသုံးလို့ရပါတယ်ဒါစားတော့တာနဲ့ဘာစားမလဲဟိုမှာကိုကစားမယ်ဆိုတာလေးပြောတာဖြစ်တယ်ဘာစားမလဲမင်းပြန်ပြောတဲ့ဟာလေးဖြစ်တယ်ဒီနေရာမှာ I want to လဲသုံးလို့ရတယ်စကားအရာဆိုရင်တော့ I would like ကိုသုံး I would like ကိုသုံးတယ်ဒီစာပေဆန်ပြောမယ်ဆိုရင်တော့ I want to အဲ့လိုသုံးလို့ရပါတယ်ဆန္ဒရှိတဲ့အရာတွေအကုန်လုံးဆိုရင်သုံးလို့ရတယ်ငါသွားခြင်းနဲ့ I want to go ငါစားခြင်းနဲ့ I want to eat အဲ့လိုလဲသုံးလို့ရပါတယ်ဒါစကားအရာပြောပြတာ WOULD would အကြောင်းပြောမယ်ဆိုရင်လည်းအများကြီးပဲwould ကြောင့်ပြောရင်မတတ်စလုံးလေးတစ်လုံးလေးခုမှပြောချင်လို့เนาะဆန္ဒပေါ်လာလို့ဒီဟာလေးက would be ဆိုတာလေးကလောင်းလျာတော်မျိုးပေါ့မျောလင့်ထားတဲ့သူပေါ့ဒါပေမဲ့ would be novice ဆိုလို့ရှိရင်တော့ဒါကိုရင်လောင်းပေါ့မောင်ရင်လောင်းခေါ်မှာပေါ့ novice ကကိုရင်ဆိုတော့လေမောင်ရင်လောင်းပေါ့ဒါပေမဲ့ would be actor ဆိုလို့ရှိရင်တော့မင်းသားဖြစ်မဲ့မင်းသားလောင်းလျာပေါ့ would be Buddha ဆိုလို့ရှိရင်တော့ဖရာလောင်းပေါ့ဒါရှေ့က would be ဆိုတာလေးကတော့ဒါသူကအမျိုးအစားလေးကတော့ဒါသိကျင်တဲ့သူအတွက်ပြောတာ adjective အမျိုးအစားဖြစ်တယ်အဲ့တော့အမျိုးအစားလေးက adjective အမျိုးအစားဖြစ်တယ်အဲ့တော့တခုလေအသေးစိတ်ပြောတာပေါ့လေ would be ဆိုတာကတခုမဖြစ်သေးဘူးဒါပေမဲ့ would be writer ဆိုရင်စာရေးဆရာတော့မဖြစ်သေးဘူးစာရေးဆရာလောင်းလျာ would be teacher ဆိုလို့ရှိရင်တော့ဒါဆရာမတော့မဖြစ်သေးဘူးဆရာမဖြစ်ဖို့ဒါစူးစမ်းနေတယ်ဆရာမအလောင်းလျာပေါ့တကယ်တော့မဖြစ်သေးဘူးဖြစ်ဖို့မျှော်လင့်ထားတဲ့သူဟာမျိုး would be သုံးလို့ရတယ်ဒါလေးကအမျိုးအစားလေးသိချင်တယ်ဆိုတော့ adjective အမျိုးအစားဖြစ်တယ်နောက်တစ်ခုကခုန would ကိုကျွန်မပြန်ဆက်လိုက်ပါမယ်နောက်တစ်ခုပြောမယ်ဆိုရင်ဒါမင်းစားမလားလို့ပဲမေးခွန်းလေးမေးမယ်ဆိုရင်တော့ခုနပြောသလိုပဲအဲ့တော့ would you like အဲ့တော့ would you like to have လဲရတယ်စားမလားဆိုတာကစားမလားဆိုတဲ့မေးခွန်းလေးကိုနောက်ကခွန်းဆောက်ကွန်မန့်နဲ့ကျွန်မထည့်ပေးလိုက်မယ် to have ဒါမှမဟုတ် to eat ဒါမှမဟုတ်လဲ to drink ဒါလေးပေါ့
မထည့်လဲရရနော် would you like ဒီမှာလောလောကူကူပြောမယ် tea ဒီနေရာမှာဒီလက်ဖက်ရည် coffee နေရာမှာကိုကြိုက်တာသုံးလို့ရတယ်နော်ဒါကြောင့်နေကျွန်မအဲ့ဒါတော့အသေးစိတ်လိုက်မပြောတော့ဘူးသုံးပုံသုံးနည်းလေးပဲတစ်ချက်ပြောတာ would you like tea would you like coffee would you like mohinga would you like hamburger ဒီနေရာမှာကိုကြိုက်တာသုံးလို့ရတယ်ဂျားလေးကတော့ခုနဂျားလေးက2 goza comment ကတော့ထည့်လဲရတယ်မထည့်လဲရတယ်နော်ဒါဆိုလို့ရှိရင်ခုနဒါကိုစားချင်တဲ့ဟာလည်းပြောပြသွားပြီအခုကစားတယ်စားတာကိုမှကိုကထားပါတော့ဒီမြည်ကြည့်တယ်လို့သဘောမျိုးလဲသုံးတာလေးနည်းနည်းထည့်ပေးမယ်မြည်တယ်ဆိုလို့ရှိရင်တော့မြည်ကြည့်တယ်ဆိုတာကနှစ်မျိုးရှိတယ်မစားဘူးလို့စားကြည့်တာရှိတယ်နောက်တစ်ခါစားတော့စားဘူးတယ်ဒါပေမဲ့ကောင်းလားမကောင်းလားချိုလားချင်လားငံလားပေါ်လားစားတာမြည်တာရှိတယ်အဲ့လိုကောင်းလားမကောင်းလားချိုလားချင်လားငံလားလို့မြည်မယ်ဆိုရင်တော့ taste နဲ့မြည်တယ်taste နဲ့မြည်တယ်ဒါမှမဟုတ်ဘူးမစားဘူးလို့စားကြည့်တယ်ဆိုရင် try နဲ့စားမြည်ရတယ် try ကတစ်ဖက်မှာတော့ကြိုးစားတာဟိုမှာသုံးလို့ရတယ်ဒီမဲ့ဟာရတော့ရှိသေးတယ်ဒါပေမဲ့အခုဆိုလို့ရှိရင်အဲ့တော့မင်းမုံဟင်းကစားဘူးလားအဲ့လိုမေးမယ်ပေါ့စားဘူးလားဆိုတာမစားဘူးလို့မြည်ကြည့်တဲ့သဘောဆိုလို့ရှိရင်ဒါ would you like ဒီမှာကျတော့စားဘူးလားဆိုရင်တော့ have နဲ့သုံးပါပေါ့ would ကပြောရင်မတတ်ပါတော့လို့နော် have you ဒီမှာ tried have you tried ထားပါတော့ hamburger ပေါ့ဒါမှမဟုတ်လဲလောလောကူကူပဲအနည်းဆုံးပြောမယ်ဆိုရင်တော့လက်ဖက်တုပ်တွေပါလေသုံးလို့ရတယ်နိုင်ငံသားနဲ့တွေ့တဲ့အချိန်မှာကျတော့လေဒါသူတို့မစားဘူးတဲ့အစားအစာလေးတွေမုံလုံးရေပေါ်တို့အဲ့လိုမျိုးပေါ့နော်ဒါသုံးတာဖြစ်တယ်ဒါလေးတစ်ချက်နော်အဲ့တော့ have you tried ဒါဆိုလို့ရှိရင်ဒီမှာမုံဟင်းကဒီနေရာမှာဘာလို့ try မှာ ed ဖြစ်နေရလဲဆိုရင်ရှေ့က have နဲ့သုံးတာဖြစ်တဲ့အတွက်ကြောင့်ကလေးခေါ်မယ်ဆိုတော့ battery ပေါ့စာရဲ့ dictionary ရခေါ်မယ်ဆိုတော့ past participle လို့ခေါ်တယ်အတူတူပဲเนาะဒီနေရာမှာဒါကိုကတော့ဒီ battery နဲ့ပဲရင်ပါတယ်ဆိုတော့ battery နဲ့ပေါ့အဲ့တော့ have you tried မုံဟင်းကစားဘူးလားဒါဆိုလို့ရှိရင်တခုခုစားဘူးလားလို့မေးမယ်ဆိုရင်တော့ try နဲ့မေးတယ်ဒါဆိုလို့ရှိရင်အဝတ်စားလေးပါတွေထားပါလို့ရှိရင်ဆိုင်မှာသွားတယ်အဝတ်စားတော့မသိဘူးမသိတော့ကိုကပြောမယ်ပေါ့ကိုကပြောမယ်ဝတ်ကြည့်လို့ရလားဆိုလို့ရှိရင်တော့ဝတ်ကြည့်လို့ရလားဆိုရင်တော့ can I try အဲ့တော့ဒီမှာအဝတ်စားဆိုရင်တော့a t-shirt ပေါ့ t-shirt ဆိုလဲ t-shirt ပေါ့ဒီနေရာမှာ t-shirt နေရာမှာလည်းပဲကိုကြိုက်တာထည့်ပါအဲ့တော့ can I try a t-shirt on လေးထည့်ပေးရတယ်ဖို့ရုံရဲ့စကားလုံးလေးကိုယူသုံးတာ can I try a t-shirt on ဒါဆိုလို့ရှိရင် t-shirt နေရာမှာ it တွေပါသုံးလို့ရတယ်တခုခုကိုကယူမြင်မိသားဆိုရင်တော့ can I try it on ဝတ်ကြည့်လို့ရမလားလို့ပြောတာဖြစ်တယ်ဒီနေရာမှာဝတ်စားတွေဝတ်ကြည့်တာတို့မြည်ကြည့်တာတို့မစားဘူးလို့လေမြည်ကြည့်တာတွေမှာသုံးလို့ရတယ်ခုန